ထိုင်းမှာခုနောက်ပိုင်းရိုးရယဉ်ကျေးမှုပွဲတော်လေးတွေကို shopping center တွေမှာခါတိုင်းထပ်ပို့ပြီးတော့ကျင်းပလာတာကိုတတိထားမိပါတယ်။ချင်းမိုင်အယုဒ္ဓယာနခွန်စီထမရတ်စတဲ့ဒေသအသီးသီးကရိုးရအစားအသောက်တွေနဲ့ယဉ်ကျေးမှုပွဲတော်တွေကိုရိုးရဝတ်စုံလေးတွေဝတ်ဆိုင်အပြင်အစင်လေးတွေကိုလည်းရှေးရိုးရဒီဇိုင်းလေးတွေလုပ်အဲ့လိုမျိုးလေးစီစီကာကာနဲ့ခဏခဏဈေးရောင်းပွဲတွေကျင်းပတာကိုတွေ့ရတယ်ဒီနေ့လည်းစက်မလွန် Imperial Wall မှာမိုးဝင်ခိုရင်းနဲ့ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ရိုးရယဉ်ကျေးမှုအစားအသောက်တွေနဲ့ဒေတာထွက်ပစ္စည်းလေးတွေရောင်းနေတာကိုကြုံခဲ့ရတယ်ဆိုင်လေးတွေကိုရှေးခေတ်ကရိုးရထီလေးတွေနဲ့အလားဆင်ထားပြီးတော့ဈေးရောင်းတဲ့သူတွေကလည်းရိုးရဝတ်စုံလေးတွေနဲ့တွေ့ရတယ်အရင်စီကွန်ပန်ခဲနဲ့သမောပန်ကပီမှာလုပ်ခဲ့တဲ့ပွဲတွေလောက်တော့ဆိုင်တွေကမများဘူးအဲ့ဒီအရင်ကဗီဒီယိုတွေကိုဒီ YouTube channel မှာတင်ထားတာရှိပါတယ်အခုကတော့ဒီဈေးတန်းလေးထဲမှာပဲဘာတွေရှိလဲဆိုတာကိုဝင်ကြည့်ကြပါမယ်လမ်းလျှောက်ရိုက်ထားဆိုတော့ဗီဒီယိုကမြန်နေတိတ်ပြီးတော့ထင်ထင်ရှားရှားမတွေ့ရအောင်အကင်ချောင်းဒါကဘာလေးတွေလဲဆိုတော့အဆောင်အဲ့လိုမျိုးလာထားတဲ့ဟာလေးဒါလည်းပွဲတိုင်းမှာတွေ့ရတယ်ချင်းမိုင်ဖက်ကလာနေမှာမြောက်ပိုင်းဆိုတော့လေအဝတ်ထည်ရောရှိတယ်ဒါဝက်ခောက်ချင်းမိုင်ဝက်ဦးချောင်းနပီနမ်ဖြစ်တောင်းရင်ထုတ်လာငါဟင်းထုတ်လာမသိဒါတော့အောက်ဆုံးအလွာမှာဆင်းကြည့်ရပါတော့အပြင်မှာမိုးမတိတ်သေးတော့အကောင်လေးတွေကိုအဲ့လိုမျိုးအစာကျွေးလို့ရတယ်ပြီးဝယ်လို့လည်းရတယ်တင်တယ်ငါးတွေပါရတော့ဝယ်နေရတွေ့တယ်ရုံလေးဒါလည်းကုန်တိုက်တွေမှာအများအားတွေ့ရတယ်သူတို့အဲမျိုးအကောင်ပြထားတဲ့အကောင်တွေလေဘဲဝက်ဒါကြတော့နောက်ထပ်တလွာမှာတွေ့ခဲ့တာအပြင်မှာမိုးမတိတ်သေးဘူးထီလည်းမပါဘူးဆိုတော့လေအစားတော့ဈေးလဲဖို့လာတာဈေးမလဲရဘဲနဲ့ပြန်ရတော့မယ်ဒီမှာလေပရုပ်စီတွေအလားစင်နဲ့ပန်းလေးတွေ
မုံနေရောင်းတာတွေ့ရပါတယ်ဒီဆမ်ရွန်ဖတ်မှာလည်းမြန်မာတွေအနေများပါတယ်ဈေးကအကြီးပဲလဲအဲဈေးကိုလဲချင်တာမိုးကမသိတော့မလဲဖြစ်တော့ဘူးဒီဘက်ကိုရောက်ဖို့ဆိုတာလဲတုံတန်တော့မလာဖြစ်ပါဘူးမြန်မာနိုင်ငံမပြန်ခင်တော့တစ်ခါတော့လာလဲပါဦးမယ်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်